အိမ်မဲပြီးရောင်းနေတယ်ထင်တယ်မင်းအိမ်ကလူကြီးတဲ့စိတ်ဆိုးပြီးထွက်ပြေးလာတာလားအားရကျွန်တော်ထွက်ပြေးပြီခင်ဗျားနဲ့ပါဟုတ်ပါစိတ်ဘူးလို့ပြောတာပါအိမ်ကလူကြီးတွေနဲ့စိတ်ဆိုးပြီးထွက်ပြေးလာတယ်ဆိုတော့မင်းအိမ်ပြန်လာပဲကောင်းတယ်တော့ကြလူကြီးတွေစိတ်ဘူးနေမယ်ကွာနေရတော့ကိုသိရမှာပေါ့ကွာကျွန်တော်ကိုရှာဘာလို့ကိုလဲတမ်းလို့ကျွန်တော်သိရင်သွားအောင်မယ်အခုဟောင်းနေတော့ကြည်လာလျှော်ထားပြီတော့ဗျာပင်မလိုက်တာဆရာလေဒီလောက်ခကြီးဝေးရလားပန်းလာတာပေါ့နားပါအောင်လားနားလို့မဖြစ်ဘူးကြီးဆိုင်ကျွန်တော်မရှိတော့သိရင်မှာအရေးကြီးတဲ့လူနာတွေရောက်နေခက်နေအောင်ပဲဟိုကရောက်တဲ့ဘလို့တောင်ညာဆိုင်နေတယ်မသိဘူးကျွန်တော်သွားမယ်ဟုတ်ကိုယ်လာကြီးလေဘာတွေချက်နေဆရာကြိုက်တဲ့ငန်းသားဟင်းလေညောင်မင်းသူရွာကမောင်ကိုချစ်တူလေးမရလာဖို့သွားတာဆရာရဲ့ဒီညနေတော့သမင်းမေရုံမှာပဲလို့ကြီးကပြရင်သမင်းမပြင်ပြီးတော့အုပ်ဆောင်တဲ့အိတ်ဆက်ပြီးတော့ဟုတ်ကဲ့ဘာမှမပြောချင်ဘူးကွာပြောကြရတယ်မရှိဘူးညီမင်းငါ့အတွက်ဘာမှထပ်မစိုးစားနဲ့ငါတိုင်းလည်းဖြစ်ချင်ရဖြစ်ပါစေဒါတော့ငါလက်မခံဘူးထုံးမရဘယ်နည်းနဲ့မှလက်ခံလို့မရငါကတော့မင်းတို့လူရိုးလူအေးအမှုပညာသမားတယောက်ကလူတန်းမှုဖြစ်တယ်ဆိုတာလုံးဝယုံကြည်လို့မရဘူးဘယ်နည်းနဲ့မှယုံကြည်လို့မရဘူးဟဲ့အဖြစ်မှန်ကိုပြောပြစမ်းမထုံးပြအဖြစ်မှန်ကိုသိရမှာမင်းလို့အောင်ငါကျူးစားလို့ရမှာပေါ့ဒီစမ်းမအောင်ဘာဖြစ်လို့လဲတလောက်တော့စိတ်လျှော့ခြင်းနေရတာငါစိတ်လျှော့တာပေါ့ကြောက်လို့လည်းပေါ့ဒီအချိန်မှာငါအတွက်အကောင်းဆုံးပဲဖြစ်ဖြစ်အဆိုးဆုံးပဲဖြစ်ဖြစ်ဘာမှမယူဆိုင်ဘူးလူပြန်တော့ငါအဲ့ဒီရောက်လာဒါရက်သားပေါ်မှာတွေ့ခဲ့တဲ့ခြာတိတ်ပဲငါ့ရင်ကိုဘယ်လိုရောက်နေတာလဲအကြီးဆန်နဲ့များတိလို့လားအကြီးဆန်နဲ့မရှိတော့ပါဘူးဒီခြာတိတ်ကဘယ်လိုပတ်သက်ပြီးရောက်နေတာသူကဘာဘက်ကလည်းစားလာတယ်စားယူလာတဲ့ခြာတိတ်ကိုနှိုးမိတော့ဖြစ်တာဘာမှမကြံတော့ပါလားကွာဟိုချတိတ်လက်ချက်ပဲဖြစ်ဟဲ့ကောင်ထားလားအဲ့ဒါထားလားကိုစပွဲဘောကထမင်းဝဲကမင်းလက်ချက်မလားဟမ်ဟုတ်ကဲ့ကျွန်တော်မိုက်စာနဲ့ဟာငါလည်းထားတတ်တာပဲကွာအခုကတက်ကိုပြောင်းနေတာပဲတဝက်လုံးခြံထားတယ်ဆိုတော်သေးတယ်ကွာမင်းကလည်းစားကောင်းတာလည်းလက်လွန်သွားကောင်းကွာသိတ်ကောင်းဒီတိုင်းဆိုငါဒီတိုင်းဘိုက်ခေါက်လောင်းနဲ့နေရတော့မှာလား
ဟမ် လေးလေးစိတ်ဆိုးရလဲကိုကိုနဲ့တိတ်တူတာ တော်တော့ကွာဘိုက်စားလို့စိတ်တူရတယ်နေမအောင်မင်းကဒီဘာလာလောက်တာဘာကိစ္စရှိလို့ ကျွန်တော်အိမ်မပြန်ခြင်းလေးလို့ ဟာအဲ့မပြန်ရအောင်မင်းကဖိတ်လို့တယ်ဟဲ့ဒါပဲလေ လေးလေးလည်းမခံလဲကျွန်တော်ပြန်ရုံပေါ့ မင်းဒီချိန်ပြန်လို့ဖြစ်မလားကွာအချိန်မတော်ကြီးမင်းဘယ်မှာသွားအိမ်ပြန်ရင်လည်းမနဲ့မှပြန်ထိုင်မင်းလောက်တာလည်းငါအရန်ဘိုက်ခါနေကော်ဖီတော့ဖြစ်တော့ပြီးမှမင်းကိုအိတ်ဖို့စီစဉ်ပေးမယ်ကျွန်တော်အိတ်ချင်လာပြီလေးလေးစီစဉ်ပေးတဲ့အထိမစောင့်နိုင်တော့ဘူးလေးလေးခန်းထဲမှာပဲဝင်အိတ်လိုက်ပြီလေးလေးအတွက်ခေါင်းနဲ့ဆောင်ထုတ်ပေးထားတယ်ကျွန်တော်ကတော့လေးလေးရဲ့အိတ်ရပေါ်မှာကျွန်တော်အိတ်ကိုခေါင်းအုပ်ပြီးအိတ်တော့မယ်ကျွန်တော်အိတ်ပြောရင်ဘယ်သူလာနှုံနှုံမနှိုးတော့ဘူးနန္ဒာဟာဟဲ့ကောင်မင်းလူဘာဝလာကြီးလားကွာငါတော့မသွားရမှာလေဒီကောင်ကွာဟဲ့ကောင်တကားပွင့်သားကွာဟဲ့ကောင်မင်းဘာမှအိတ်စီအောင်ဆောင်းမနေနဲ့ဖွင့်လားမင်းကွာသူညရင်လာပြီးနည်းနည်းပါးပါးလေးသိကြအောင်မပေါ့ဖွင့်ဆိုဖွင့်ကွာဟဲ့ကောင်အေးဒီတညတော့မင်းဝါအောင်အိတ်ထားမနဲ့ကြမှာမင်းနဲ့ငါနဲ့တွေ့မယ်ဟွန်းရလေလေးလေးကနန္ဒာကိုစိတ်ဆိုးသွားသိလာတော့ရင် ဘာဖြစ်လို့လဲခလေး နန္ဒာသူ့ထမင်းနဲ့အကုန်စားပြီးတော့သူ့ခန်းထဲဝင်အိတ်နေအောင် ။အော်ဒါကြောင့်အဲ့ငါနဲ့ကကလေးတိုင်ပေါ်မှာဆရာအိတ်ပြောနေတာကိုငါကဒီလိုမလုပ်ရဘူးခလေးရဲ့မရကြည့်တတ်တယ်။ ဟုတ်ပါဘူးနန္ဒာလေးလို့စားပါလေးလေးကလေနန္ဒာကိုလည်းစိတ်တူတာအရင်စိတ်တူတတ်တာ哦လေးလေးကစိတ်တူတတ်တော့နန္ဒာစားကျင်တာပေါ့လေးလေးတော့ပါမြင်တော့လေနန္ဒာရည်စလိုက်တာမနေ့ကအောင်ထားတယ် ဘာကွာငါတော့ပွားတာကိုမင်းရရှိခြင်းတယ်ဟုတ်လား ဟုတ်ကဲ့ ဟာမင်းတို့ဆိုးတဲ့ကောင်ပဲကွာအိမ်မှာလည်းဒီလိုပဲဘိုးချနေကြနေတူတယ်နေပါဦးအခုမင်းအိမ်ကဘယ်သူနဲ့စိတ်ဆိုးပြီးထွက်လာခဲ့တာဟမ်လေးလေးသဘောတော့ကွာမင်းကိုအိမ်ကိုပဲပြန်စီခြင်းတယ်အခုလိုငယ်ငယ်ရွယ်နဲ့စိတ်လေးပြီးထင်ရလျှောက်သွားနေအန္တရာယ်ရှိတယ်နော်မင်းမိပါတယ်မင်းတို့ဘယ်လောက်စိတ်ပူနေလဲမင်းစဉ်းစားကြည့်လား ကျွန်တော်မမေးကမှမရှိတော့တာ ဟာမိဘမရှိအောင်မင်းကဘယ်သူနဲ့နေလို့လဲ ကျွန်တော်ဟိုးငယ်ငယ်လေးကကိုကိုနဲ့မမနဲ့ပဲနေခဲ့ရတာကျွန်တော်ကိုကိုကဖြစ်ဖြစ်ကျွန်တော်မမမေမေပဲ အေးအဲ့ဒါဆိုလည်းမင်းမမတွေကိုကိုတွေစိတ်ပူနေမှာပေါ့ ကိုကိုကနန္ဒာအတွက်စိတ်မပူနိုင်တော့ပါဘူးဗျာ အတိတ်ကမရှိတာကွာမင်းဘာလို့စိတ်မပူရမှာလဲ ကိုကိုကသေပြီဗျကျွန်တော်ကိုကသေပြီ ဒီပေါ်လေကွာလူငယ်လူဖြစ်လာကြရင်သိချင်းတရားဆိုတာတော့ဘယ်သူမှလုံးစားလို့ရတာမျိုးမဟုတ်ပဲသိချင်းတန်တော့လည်းလူပဲသိကြရတာပဲ ကိုကိုသေရတာအချိန်ကြာလို့မဟုတ်ဘူးဗျသေချိန်ကြာလို့သေရတာမဟုတ်ဘူးဗျ တနာစရာလေးပါဆရာရဲ့သူ့အကူကလူသားခံရလို့ခေးတာတဲ့အဲ့ဒီလူသားသမားကိုသူသိတယ်တဲ့ ဟုတ်လား ဟုတ်ကဲ့သူခင်ဗျာတော်လေးစိတ်ဒုက္ခရောက်နေကြတာပါဆရာရဲ့
ကိုသေးတာမြင်ပြီးကြတဲ့ကသူစတိတွေသွားတယ်တဲ့တတိယရချင်းဒီလူသားသမားကိုရှာမယ်ဆိုပြီးသူထွက်လာတာတဲ့ဆရာတဲ့ အတိတ်ပဲမရှိတာဗျာရေးဆန်ကလည်းလူသားမှုကျူးလွန်လာဆိုရဲကတော့သူရေးယူမှာပေါ့ဘယ်နဲ့သူကဥပဒေနဲ့လက်ထုတ်ပြန်နေရတာ အဲ့ဒီလူသားသမားကိုရဲကတွေ့လို့ဖမ်းထားပြီလို့ပြောတာပဲဆရာတဲ့ အေးလေအခုသူမပြန်နေသေးဘူးဆိုလဲစိတ်ကြီးလက်ကြောက်လေးကြီးဗျာနောက်မှစုံစမ်းပြီးပြန်ပို့ရမှာ ဟုတ်ကဲ့ဆရာ ဟောကြီးသားကျွန်တော်တို့သူ့ခန်းခန်းရှင်းပေးထားလိုက်အောင်ဟုတ်ကဲ့ကျွန်တော်အဲ့ဘုံပုံပြောင်းနေ ဟုတ်ကဲ့ဟုတ်ကဲ့ ဒီကောင်လေးဘာလာလို့တာလဲမသိဘူးခိုးကြောင်ခိုးဝင်နေငါ့ကိုသူ့ကိုတတ်တဲ့လူသားသမားနဲ့မှားပြီးလာတတ်တာများလားဟုတ်ပါပြီသိကြပါတယ်ဒါကြောင့်ဒီကောင်ငါ့ကိုအချိုးတတ်ပြီးအိမ်လိုက်လာတာကိုဟာဒုက္ခငါဘာလို့ရင်ကောင်းလဲ ဒီလေးပေါ်မှာကာယကံဝစီကံမနောကံများဖြင့်ပြမစော်ကားမိသည်များကိုတောင်းပန်ကြတော့ပါလေမနအဖြစ်တွေခွင့်လွှတ်ပါ အောင်မလေးနန္ဒာရဲ့ငါဘာမှလုပ်မလဲလို့ငါလမ်းပြပြီးကျွေးတော့ပြမယ်ကွာ ဟာဗျာလေးလေးကမအိတ်သေးဘူးလား အဲ့ဒီပါဘူးကွာမင်းတော်နောက်တဲ့ကောင်ပဲကွာ ဘာလို့မအိတ်သေးရလဲလေးလေးက မအဲ့ဒီလို့ဟောကွာမင်းလည်းကွာကြောတာများအိပ်ပျော်နေသည့်စောင်းပြီးမှခိုးကြောင်ကိုယ်ဝဲလာတော့တယ်လို့ ဟာမကောင်းဗျာအဲ့ဒါလေးလေးဘလို့ဘာလဲညလာတော့အဲ့ညတော့ဘယ်လိုလဲ ဒီကောင်ခက်နေပါပြီမင်းကတော့လာတယ်နဲ့ရှက်ပြီးဖဏနဲ့ပေါတော့ပိုဆိုးတာပေါ့ကွာကုသိုလ်ကတပည့်ငရေကတပိတ်သာဖြစ်နေပြီဟဲ့ကောင်နန္ဒမလဲမှညလာကြတော့ပါကွာလေးလေးအိမ်ပြောကြအောင်ဆောင်းနေပါမယ် ကျွန်တော်ကလေးလေးတကယ်အိပ်ပျော်နေရမှန်တယ်လေးလေးကအိတ်ချောင်ဆောင်ပြီးတော့ထားလိုက်တော့ကျွန်တော်ကတအားရှက်သွားတာပေါ့ ငါမှတူတူမကြီးအများကြီးရှိတယ်နန္ဒမင်းလိုဖဏနဲ့ပေါက်ဖို့မပြောနဲ့မျက်နှာထားနဲ့တော့ငါ့ကိုမကြည့်ရဘူးတို့မြန်မာလူမျိုးကဖဏဆိုတော့အင်မတန်ယုံညံ့တာမင်းဘယ်လောက်ငရဲကြီးနေမှလဲ လေးလေးကကျွန်တော်တကယ်စိတ် ဆိုးတယ် ကျွန်တော်ဒါပြက်နေရော့ ဘာတာကြီးပါလို့ ကျွန်တော်ပြန်ပေါက်ပေါ့ နဲ့ခက်တဲ့ငါပြန်ပေါ့ကွာတို့ဆိုးတဲ့ချက်တွေကွာ လူကြီးဆိုတာယူစီရမှာပေါ့ကွယ်ကိုယ့်ထက်တစ်နေ့တစ်ရက်ကြီးတဲ့သူကိုယူစီကိန်းချင်းရမယ်လို့သူ့ရသော်ဘုရားကဟုတ်တယ်ကွာလူလေးကလူမာသားနဲ့ကွယ် လေးလေးထုံးမင်းကိုလေးလေးမှတ်မိလားကျွန်တော်တငယ်ချင်းပကြီးဆရာလေးအခုသူလူသားမှုနဲ့ဖန်ခံရတဲ့လေးလေးကျွန်တော်ဆရာကြီးဦးဆန်းထွေးလိုက်ရမယ်အမှုပဲအမှုကတက်ပြီးတော့မခိုင်လို့ဘူးဒါပေမဲ့ခက်နေတာကထုံးမင်းကိုဘာမှမေးလို့မရဘူးလေးလေးသူ့ကြည့်ရတာလည်းတစ်မျိုးပဲအေးဒီအေးဆက်နဲ့ဘာကူမှယူဆိုင်ပုံမရဘူးလေးလေးကိုတော့သူလေးစားခင်ရင်ဆိုရှိတော့သူ့အဖြစ်ကိုရင်ဖွင့်ပါပဲအဲ့ဒါဖြစ်နိုင်ရင်လေးလေးသူ့ကိုလာပြီးဖြောင်းပြအားပေးပါညီညီနန္ဒာမင်းအိမ်ပြန်ခြင်းစိတ်ကလေးများမပေါ်သေးဘူးလား ဘာဖြစ်လို့လဲလေးလေးကကျွန်တော်ထိမှမနေစေချင်တော့ မဟုတ်ပါဘူးခုပါဘူးဟို
လေးလေးကအရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ရန်ကုန်သွားမှာဆိုတော့မင်းတယောက်တည်းဒီမှာဘယ်လိုလုပ်နေလဲ ဒါဆိုလဲကျွန်တော်ပြန်မှာပေါ့ အေးဟမ်ဘယ်ဥပြန်မှာလဲ ဒီလိုပဲပေါ့ အေးပြန်မှာမဟုတ်ဘူးလားဟာဒါဆိုလဲလေးလေးနဲ့ရန်ကုန်တစ်ခါလေးလိုက်ခဲ့ကွာကိုကြတော့လေးလေးကိုယ်တိုင်မင်းတို့တွေလိုက်ပို့ပေးမယ်နော် ကျွန်တော်ပြန်လို့မဖြစ်သေးဘူးကျွန်တော်မှမဖြစ်မနေလုံးဝမယ်အလုပ်ကိစ္စတစ်ခုရှိသေးတယ် ဟာမင်းဖြစ်ရတယ်ရှောက်လို့မနေနဲ့တော့ကြမဖြစ်တဲ့နာတွေဖြစ်ကုန်ဦးမယ်ကွာခက်တာပဲမင်းကလည်းမင်းတို့အရွယ်ဆိုတာကလူကြီးမိဘအုပ်ထိန်မှုအောက်မှာပဲနေသေးတဲ့အရွယ်ကဲလောလောဆယ်မင်းဘယ်ကူမှမသွားနဲ့ဒီမှာပဲနေဒီမှာပဲစားအကြီးစားမင်းကိုချက်ကျွေးလိုက်မယ်လေးလေးရန်ကုန်ကမပြန်မချင်းမင်းဘယ်ကူမှမသွားရဘူးလေးပြောကြားရလား ကြား ထုံးဘယ်လိုဖြစ်ရလဲကွာလေးလေးဖြစ်ယုံတော့မယုံဟိုမင်းညီမလေးတက်တယ်ကောမလားဟုတ်လားအေးတက်တယ်ဘာဖြစ်လို့လဲ လင်းကောင်းမပေါ်တဲ့ကလေးကိုမမွေးရလို့သူ့ဇက်တိမ်သွား ဟာဒါဆိုမင်းမမာတယ်ဘယ်သူနဲ့နေလဲ အမေလည်းတည် ဟေးအမေမပေးဘယ်လိုဖြစ်ကြတာလဲကွာ တက်တက်ကြောင့်စိတ်ဆင်းရဲတည်တာ မင်းတို့ဖြစ်ကလည်းဆိုးလာပြီလားကွာနေပါဦးမင်းအောင်တကယ်လူသားမှုကျူးလွန်ခဲ့လို့လားဟမ် ဒီအကြောင်းတွေကလူသားမှုမခိုင်လုံသေးဘူးလား မယုံဘူးကွာမယုံဘူးလေးလေးလုံးဝမယုံဘူးဘယ်နဲ့ကွာညီတို့နှက်ပစ်တာငါမြတာမင်းကလက်မခံတဲ့ကောင်ကလူတယောက်လူကိုသွေးနဲ့တိုက်ပေါ်ကတွန်းချတတ်ပစ်တယ်ဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘင်းဒီမှုကလုတ်ကိုလောမောင်တော်မင်းလေးလေးကိုအမှန်နဲ့ပြောတော့မင်းအဖြစ်မှကိုပြောပြစမ်းပါကွာ ကျွန်တော်ဒီအကြောင်းလည်းမဖြစ်ချင်တော့ဘူးလေ မဟုတ်ဘူး ကျွန်တော်ဘာမှဆက်သွေးပါတော့ကျွန်တော်ဘာမှမပြောပြချင်ဘူးကျွန်တော်ဘဝမှာဘာမှမကြံတော့ဘူးကျွန်တော်ရင်ကဘာတစ်ခုမှမရှိတော့ဒီအခုမှကျိုးမိတ်ကြတယ်ကျွန်တော်ဂယုမဆိုင်ကျွန်တော်တို့လေးလေးတို့ဘာမှထပ်ပြီးဒုက္ခမခံပါနဲ့တော့ မင်းကဘာမှမတတ်နိုင်တော့ဘူးလားညီမ ထုံးမင်းကကျွန်တော်တို့နဲ့တိုင်ပင်ဆွေးနွေးမယ်ကျွန်တော်တို့ကိုအားကိုးမယ်ဆိုရင်ဒီထက်တတ်နိုင်တော့ဘို့လေးလေးဟာအခုတော့သူစီကဘာမှမသိရဘဲနဲ့ဆရာကြီးဦးဆန်ထွေးနဲ့ကျွန်တော်ကိုထင်မြင်ခြင်းနဲ့ကိုရှောက်လဲနေရတာ ထုံးမင်းရလေကွာဘယ်လိုဖြစ်သွားတယ်ကိုမသိဘူးပြောင်းလဲသွားလိုက်တာတော်တော့ကိုခက်ခက်ထန်ထန်မမရိုးရိုးကြီးကိုဖြစ်နေအေးပေါ့လေလက်သူပြင်းနေမှာဘယ်တော့ဒီခံစားနေရလဲမသိဘူး တကယ်ဆိုရင်သူတို့သူ့ဟာသူအားလွန်ကြတာပါလို့ရေးလို့ရတယ်လေသူတကယ်တွန်းချတဲ့ထောင်ဘယ်သူမှမမြင်တော့ဘူးဒါပေမဲ့ထုံးမင်းကလုံးဝမငြင်းဘူးလေကြိုက်တယ်လို့ယူဆပြီးကြိုက်လို့အပြစ်ပေးပါပြီးတော့သူတွေပေးရတဲ့အတွက်သူလုံးဝဝေးမနေဘူးကဲမခက်ဘူးလား ကဲအဲ့ဒါဆိုဗမာလက်သက်တွေထောက်တော့ခိုင်ခိုင်လို့ ဟုတ်တယ်လေလေးကအဲ့ဒါကိုကျွန်တော်တို့ကသူနဲ့သူတွေနဲ့အရင်ကလုံးဝယဉ်ကျေးမှုမရှိခဲ့ပါဘူးတိုက်ရလောက်အောင်ရန်ညိုးရန်သာမရှိခဲ့ပါဘူးလို့အဓိကထားရှောက်လဲနေရတာအင်းတန်လေးကအကျိုးတော့သူခံစားလိမ့်မယ်ထင်တာပဲလေးလေးဟာ အဲ့လိုပဲဆူတောင်းတာပဲကွာ ဟောထုံးမင်းအခင်းဖြစ်ပွားတဲ့နေ့ကတေဆုံးသူမောင်သူရင်ရှိနေတဲ့ပေါ်တက်ကိုမောင်ထုံးမင်းတက်သွားခဲ့တယ်ပါလား ဟုတ်ပါလား အေးအဲ့ဒီပေါ်တက်မှာမောင်သူရင်ပြင်တခြားဘယ်သူရှိသေးလဲ ဘယ်လိုမှမရှိပါဘူး ဟုတ်လားဒါ
ဒါဆိုရင်မောင်ထုံးမင်းအနေနဲ့မောင်သူရင်ကိုလုတ်ကြံမှုအကွက်ကောင်းဆိုင်သွားတာပေါ့ ဒီမိကုံကိုကန့်ကွက်ပါတယ်ခင်ဗျာတရားလူကျိုးဆောင်ရှေ့နေကြီးကတရားခံဘက်ကဝင်မခံတဲ့အချက်ကိုဝင်ခံပြီးတယ်လို့သတ်မှတ်မင်းများနေရင်ဖြစ်ပါတယ် ကန့်ကွက်ချက်ကိုလက်ခံပါတယ်တယ်လို့ကျိုးဆောင်ကြီးမေးခွန်းကိုပြောင်းပေးပါ ဒီလိုမြောက်သေးရှိရဲ့အချိန်မှာမောင်ထုံးမင်းကမောင်သူရင်ကိုတိုက်တော့ပါတိုးချလိုက် ဘာမှမပြောချင်ဘူး တိုးချတဲ့အခါခွန်းနဲ့ကြည့် ကျွန်တော်ဘာမှမပြောချင်ဘူးဗျာ ကန့်ကွက်ပါတယ်ခင်ဗျာတရားလူကျိုးဆောင်ကြီးကတရားခံမဖြေခြင်းနဲ့မိကုံကိုအတင်းအကျပ်မေးနေတာဖြစ်ပါတယ် ကန့်ကွက်ချက်ကိုလက်ခံပါတယ်တယ်လို့ကျိုးဆောင်ကြီးတရားခံမဖြေခြင်းတော့ဆက်မမေးပါနဲ့ မတ်တာရခင်ဗျာကိုသူရင်တက်ဆေးတုတ်တယ်ပေါ်ရဝရန်တာမှာရည်ညှိတွေတက်နေတယ်ဆိုတာဟုတ်ပါလားဟုတ်ပါတယ်ဒါဆိုအရင်ကြီးတွေတက်နေတဲ့ပုံမှာနင်းမိပြီးအမှတ်တမဲ့သတိလက်လွတ်ဖြစ်ပြီးတော့ချော်ကျသွားနိုင်တာပေါ့နော် ဒါဆိုမတ်တာရကရောကိုထုံးမင်းကကိုသူရင်ကိုတွန်းချတယ်လို့ထင်များထင်မိပါလား真的，真的，ကိုတူရီသူ့ဘာသာသူချေချောချသွားတာပဲ ဒါဖြင့်ကိုထုံးမင်းကကိုသူရင်ကိုတတ်တယ်ဆိုတာလုံးဝမဟုတ်ဘူးပေါ့နော် ဒီမိကုံကိုကန့်ကွက်ပါတယ်ခင်ဗျာတရားခံကျိုးဆောင်ကြီးဟာမျက်မြင်သက်သေမဟုတ်တဲ့သူတူထံကဖြစ်မှာပုံပုံမသေးကြသေးတဲ့အချက်ကိုအတီးပြုတ်ချက်ရယူမင်းများနေပါတယ်ခင်ဗျာ ကန့်ကွက်ချက်ကိုလက်ခံပါတယ်တရားခံကျိုးဆောင်ကြီးမေးခွန်းကိုပြောင်းပေးပါ ယခုအမှုတွင်လဲကိုထုံးမင်းကကိုသူရင်ကိုတွန်းချတယ်ဆိုတာမျက်မြင်သက်သေတရားမှမရှိသလိုကိုထုံးမင်းကတတ်တယ်ဆိုတာကိုယုံကြည်လောက်တဲ့ခိုင်လုံစွာသက်သေထူရန်တရားလိုဘက်မှာတင်ပြနိုင်ခြင်းမရှိပါဘူးလေးစားအပ်တဲ့တရားသူကြီးမင်းခင်ဗျာမောင်ကြီးမောင်နဲ့နိုင်ငံတော်အစိုးရတရားစီရင်ထုံးမှာတရားခံတယောက်ပြစ်မှုကျူးလွန်ကြောင်းကိုပြည့်စုံစွာစုံစမ်း၍ခိုင်လုံစွာသက်သေထူရန်တရားလိုဘက်မှတာဝန်ရှိကြောင်းဖော်ပြထားပါတယ်ဤမှုတွင်ကျွန်တော်၏အမှုတွေကိုထုံးမင်းပြစ်မှုကျူးလွန်ကြောင်းကိုခိုင်လုံစွာသက်သေပြနိုင်ခြင်းကိုတရားလိုဘက်မှဆောင်ရွက်နိုင်ခြင်းမရှိသလိုကျွန်တော်ဤမှုတွေကိုထုံးမင်းဤအမှုမှာပြစ်မှုကျူးလွန်ကြောင်းမထင်ရှားပါသဖြင့်အမှုမှာတရေစီလွတ်ပေးပါရန်လေးစားစွာလျှောက်ထားအပ်ပါတယ်ခင်ဗျာထွေးမင်းအတော့ကိုကံကောင်းနေကောင်းပဲကွာတန်မြာကျိုးမင်းခံစားမှာသိချနေပြီကွာထုံးမင်းတေလိုဘက်ကမင်းကလေးကတော်တော်ကိုသဘောထားပြည့်တယ်ကွာတေလိုဘက်ကနေတရားခံဘက်ကိုကာကွယ်ပြောဆိုပြီးတော့တော်တော်အောင်စရာပဲဟုတ်တယ်လေဟိုဒီမင်းကြီးကိုကြည့်ရတာလေသူ့ကိုယ်အတွက်စိတ်ထိခိုက်တော့ကရောက်နေပြီပဲလို့ဟိုထုံးမင်းပေါ်မှာတော့အာကာရလုံးဝရှိဖို့မရဘူးလူငယ်တော့တော့သဘောထားကြည့်ရမင်းကလေးပဲကွာထုံးမင်းပြန်ဘာဖြစ်နေတာလဲကွာအရင်ရက်တည်တော့ဆိုမျက်နှာကိုတင်းနေတာပဲအခုကြောင့်ဘာဖြစ်လို့မင်းမျက်နှာညှိုးသွားတာဟမ်အေးကွာမင်းဘာတွေတွေးပြီးတော့စိတ်ဓာတ်ကြနေတာလဲဒီအမှုမှလေမင်းဘက်က90ရာခိုင်နှုန်းချင်းနေကောင်းနေပြီဟုတ်တယ်ကွာမင်းဝင်မတော်ဘူးလား
ယခုအမှုတွင်တရားခံမောက်ထုံးမင်းသည်တေဆုံးသူမောင်သူတွေကိုတိုက်ပေါ်မှတွန်းချတပ်ဖြတ်ခဲ့သည်ဟုတရားလူဘက်မှတရားစွဲဆိုတင်ပြခဲ့သည်ထို့ကြောင့်တရားခံ၌အဖြစ်ရှိကြောင်းတက်တေထူရန်နှင့်ဤသို့တက်တေထူရန်တွင်လည်းကျိုးကြောင်းစီလျော်သည့်တန်ရများမှလွမြောက်သည့်အထိတက်တေပြရန်တရားလူဘက်၌တာဝန်ရှိပေသည်သို့သောယခုအမှုတွင်တရားခံမောက်ထုံးမင်း၌အပြစ်ရှိကြောင်းခိုင်လုံသောတဲ့တည်ပြချက်များကိုတရားလူဘက်မှတင်ပြနိုင်ခြင်းမရှိကြောင်းသုံးသပ်တွေ့ရှိရသည်ထို့ကြောင့်တရားခံ၌ပြစ်မှုကျူးလွန်ကြောင်းမိုက်ခိုင်လုံသည့်ကျိုးကြောင်းစီလျော်သောတန်တရားရှိလျင်တရားခံအားတရားစီလွတ်နိုင်ကြောင်းအစိုးရ၏ဥဓမ္မပါဠစီရင်ထုံးတွင်ထုတ်ဖွဲ့ထားသည်ကိုကိုးကား၍ဤအမိတ်စီရင်ချက်ကိုချမှတ်လိုက်သည်အမိတ်ပြည်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်ကိုကျူးလွန်ကြောင်းတရားစွဲဆိုခံရသောဗဥကျော်ထုံး၏သားမောက်ထုံးမင်းအသက်29နှစ်သည်ယခုအမှုတွင်ပြည့်မှုကျူးလွန်ကြောင်းမတင်ရှားသဖြင့်အမှုမှအပြည့်အပိုင်တရားရှင်လွှတ်လိုက်ပြီကဲမောင်တို့မင်းအခုဆိုမင်းမဘာနောင်ပွဲမှလည်းမရှိတော့ဘာပြဿနာမှလည်းမရှိတော့ဒီလိုမင်းဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဘယ်သွားချင်လဲပြောလေလေးကိုကျွန်တော်မသိဘူးလေအခုလောလောဆယ်ကျွန်တော်မှဘာစံထားမှမရှိဘာဖြစ်ချင်မှုမှမရှိသူ့ဘေးလူကြီးရမမျော်လင့်တဲ့ဖြစ်ဆိုးတွေစိတ်ဆင်းရဲစရာတွေနဲ့ကြုံနေရတော့သူ့စိတ်ကြီးထုံးနေတာဖြစ်မှာပေါ့အေးဟုတ်တော့ဟုတ်ပါကွာမောင်ထုံးမင်းအဖြစ်ကအိမ်မက်ဆိုးကြီးကလန့်နိုးလာတဲ့လူတစ်ယောက်လိုပါပဲချက်ချင်းကြီးတော့လေလက်ရှိပတ်ဝန်းကျင်နဲ့ပြင်လေသားတခြားဖြစ်အောင်လေကျွန်တော်သဘောပြောရရင်တော့လိလိတောင်ကြတဲ့နေကိုထုံးမင်းမှာခေါ်တော့ကောင်းမှတင်တယ်မြို့မှာကရှုပ်ရှုပ်ထွေထွေစူးစူးညံညံနဲ့ဆိုတော့ပူပြီးစိတ်နှုတ်ကြည့်စရာဖြစ်နေမှာအေးတော့မှာကစိမ့်စိမ့်ဆူဆူတဘာဝရှုခင်းနေနဲ့အင်မတန်စိတ်ကြည်မှုကိုကောင်းတာဟုတ်တယ်ကွာမင်းပကြီးဆွဲမယ်ဆိုလဲစိတ်ရည်လက်ရည်နဲ့အာယုံဆွစိတ်ပြီးဆွဲလို့ရတာပေါ့ကွာဘာနှောက်ရှဲမှမရှိဘူးသေးချာတယ်ဟုတ်တယ်ထုံးမင်းအဲ့ဒါအကောင်းဆုံးပဲမင်းလည်းစိတ်ပြောင်းလဲဖြစ်သွားတာပေါ့အဲ့တော့လေးလေးနဲ့လိုက်သွားပြီးမင်းစိတ်ရောလူရောနားလိုက်အားလုံးကိုပေးပြလိုက်ကွာပြီးတော့ပကြီးကားတွေထဲမှာမင်းစိတ်ကိုနှစ်ထားလိုက်စမ်းပါ